ပကံရဲ့ဒေးတူပေါ့နော်ဒေးတူဟိုတယ်ရဲ့ breakfast စားရပါတယ် breakfast ကလည်းစုံပါတယ်စားလို့လည်းကောင်းတယ်မဆိုးဘူးပေါ့နော်ပကံ sans ကပါအကုန်စားလို့ကောင်းတယ်လို့ပြောရမှာပေါ့မီနူလေးလည်းစုံပါတယ်မီးကင်လည်းပါတယ်ကွယ်ပြီးတော့အမကြီးအဲ့ဒါအာလူကတ်လည်းအဲ့ဒါလှုပ်ထားတာချစ်စရာလည်းရမ်းစားကောင်းညင်းမောင် favorite ပဲနော်ကောင်းညင်းမောင်တိုဘူးတုတ်လေးလည်းပါတယ်အမအသီးနှံလေးတွေနဲ့ကဲအမလှဆင်ထားတဲ့သခွားသီးတို့လည်းပါတယ်ပေါင်းမုံမီခင်ကဟိုတယ်ကြီးသွားလိုက်စားဖြစ်တယ်ကြိုက်တော့လေတခုတော့လည်းစားလိုက်ရမှချင်တာတောက်စရာလည်း coffee နဲ့လက်ဖေးနဲ့နှမျိုးရှိတော့ကြိုက်တာရွေးတော့ပေါ့နော်အမ juice တွေလည်းရတယ်ဒီတူရဲ့မနက်ကိုတော့ကျမတို့အရင်စိတ်ဝင်စားစရာကောင်းတယ်အားလုံးသိကြတဲ့ငှက်ကြီးစီကိုသွားပါမယ်ငှက်ပြက်တောင်ပေါ့နော်အရန်ကြီးများတဲ့ငှက်ကြီးစီတို့အလဲတစ်ခေါက်ပါငှက်ပြက်တောင်စီတို့သွားပါမယ်ပကံကလေတစ်ခါလာရင်လုံးဝမတူဘူးเนาะလေ့လာစရာလည်းများတယ်တကယ်တော့လေ10ရက်လောက်နေမှလဲစရာကုန်ဖူးစရာကုန်မယ်ထင်ပါတယ်ကဲအရန်ကြီးများတဲ့ငှက်ကြီးပါအမငှက်ကြီးပေါ့မှာပြီးတော့အဲ့ဒါရေတွင်းလားမသိဘူးတမိုင်းချောင်းတော့ဂိုက်ကတော့ရှင်းပြပါတယ်တိတ်မမှတ်မိတော့ပါဘူးကဲငှက်ကြီးရနေတောင်ပြီးတော့ပဲဖះလည်းမသိတခုသွားရမှာရှင်းပြတာပါအဲ့ဒါလဲအဲ့မဦးရနဲ့ကွယ်ကျမတကယ်မှတ်ညာမကောင်းတခုဆိုနောက်ခေါက်ကြရင်တော့သေချာမှတ်ထားရမယ်ပကံကလေတစ်ခါနဲ့သွားရင်လုံးဝမတူဘူးသိလားတစ်ခေါက်ကလေဟို9နှစ်ကသွားခဲ့တာနဲ့အခုနဲ့ဆိုမတူတော့ဘူး9နှစ်ကြာသွားလို့တော့မဟုတ်ဘူးเนาะအဲ့လိုမျိုးသွားရတဲ့နေရာလည်းမတူတော့ဘူးကွအရင်တစ်ခေါက်ကဒီနေရာရောက်ခဲ့ပါတယ်နှစ်နေမှပြန်ရောက်တဲ့တပုံလေးပေါ့နော်ဒါကလည်းနောက်ဖရားတစ်ခုမှအဲ့မှာထူးခြားမှုကိုပြတာအမသမိုင်းလာပြီးအမမဖြစ်မနေတရွက်ပုံတနခါဆွဲကျစ်ဆံမီကျဲပြီးတော့ပါတယ်လက်ပကြီးရေးရမှာပထမတော့မလုပ်တော့ပါဘူးမရေးတော့ပါဘူးခလေးရမကြီးရဲ့တင်းလုပ်ပါဆိုနှစ်ခါမဆွဲရတော့အမကိုလည်းကဲဟုတ်ပြီသမီးဆွဲလိုက်တော့ဆိုပြီးတော့ဆွဲလိုက်တယ်တရွက်ပုံလေးဟိုတဲ့ခလေးတွေကလည်းမဆွဲမချင်းမသွားဘူး promotion ရန်ကောင်းတာလေအကိုလည်းမနေနိုင်တော့နဲ့ဆွဲလိုက်တော့ထမတင်းခံနေရတော့ကျမအလုံးဝမဆွဲတော့ဘူးတော်ပြီပူလို့ဆိုပြီးတော့နောက်ဆုံးတော့ဆွဲဖြစ်ခဲ့ပါတယ်ပူတယ်ကျမတို့ကလေစွန်းကပ်အမိရှိတော့ပြေငါပြေစွန်းကပ်အမိရှိတော့အမိသွားရတယ်ဒါယူပါဒါနာလေးနော်ကဲဆွဲပြီလက်ပကြီးရတခုအဲ့ပြီးတော့ကျစ်ဆံမိကျစ်တာတနေရာ3နေရာမှာ3မျိုးလောက်ခဲ့တယ်လို့ဖြစ်နေလက်ပကြီးရတခုကျစ်ဆံမိရတခုသနခါလိမ့်နာတနေရာအဲ့လိုမျိုးလက်ပကြီးရလဲဆွဲကြရတယ်ဆွဲကြလဲကဲဆွဲမထူးတော့ဘူးဆိုပြီးတော့နေ့လယ်ဘက်အမဟိုတယ်မှာခဏနာပြီးအကျော်သွားစားအကျော်ကတော့တကယ်စားကောင်းတာဟေးအမအစုံပဲကောင်းချင်းမောင်လည်းကျွေးကောင်းချင်းမောင်ကျွေးရမကောင်းချင်းမောင်တစ်ပွဲ3000လောက်မသိအားလုံး3000ထင်တယ်ဝယ်စားအကျော်တွေစားအမချင်းအမုတ်ပြားတလက်တွေစားနိုင်ဘူးလို့လေကြံရည်ပဲတောက်ရတယ်ရန်ကုန်မှာမတောက်ခဲ့ရတဲ့ကြံရည်ကိုပကံမှာသွားတောက်ရတယ်ဒါကဘူးဖရရဲ့ညနေခင်းလေးပါဒေးတူပြီးပါပြီရှင်